တခြားနိုင်ငံတွေသွားလဲအချိန်ကဒီအစားအစာကိုတွေ့တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာတော့ဒါကိုတည့်ရလူရှားနေသေးတဲ့အနေအထားမှာဒီ market ကိုကျွန်တော်ဖွင့်စိတ်မျိုးနဲ့ဒီဆိုင်လေးကိုစပြီးတော့မှဖွင့်ပြတာဗျပြီးတော့ကျွန်တော်တို့ကဒီပုံမှန်သွားနေကြချော်မားဆိုင်တွေလို့မဟုတ်ဘဲနဲ့ fast food ပုံစံဘက်ကိုသွားချင်တဲ့အတွက်အဲ့ဒါကိုတက်သွင်းခဲ့တာပေါ့ဆိုင်နာမည်ကတော့ Kebab H ပဲပါ2018ခုနှစ်တည်းမှာစပြီးတော့မှတည်ထောင်ခဲ့တာလူမျိုးမျိုးဘာသာမျိုးတွေရုံဒီနဲ့စားသုံးလို့ရ color certificate ရထားပြီးတာပေါ့နော်ကျွန်တော်ရဲ့ customer တွေကကျွန်တော်တို့ပေါ်မှာတကယ်ကိုစေတနာရှိခဲ့သူတို့ကမကောင်းနေတဲ့အချိန်မှာကလာစားရဲစားပြီးတော့မင်းတို့ဒီလိုလေးလုပ်တင်တယ်ဒီလိုလေးလုပ်ပေးပါလားဒီကျွန်တော်တို့အမြဲတမ်းပြောရမှာပြင်ရင်နဲ့ဒီလိုအရသာကြီးကောင်းလာတယ်အဲ့ဒါကိုဖောက်နေတဲ့အချိန်ကာလအတွင်းကိုဗစ်လိုမျိုးစဖြစ်တဲ့အချိန်ဆိုတော့ကျွန်တော်ဒီနာမည်ကိုပေါက်ဖို့အတွက် delivery service တစ်ခုနဲ့ပါကျွန်တော်ပူးပေါင်းပြီးတော့ buy one get one နေပေးခဲ့ရတယ်လူပိုတိလောင်လုပ်ခဲ့ရတာမျိုးပေါ့ဒီကြတော့ကျွန်တော်တို့ဒီတစ်နှစ်လောက်ကအချိုးမြတ်မှာမရခဲ့ဘူးပေါ့ကျွန်တော်ဆိုင်မှာကျွန်တော် shawarma ကဒီ authentic flavor ဖြစ်တဲ့သူကတော့ကျွန်တော် chicken ရှိရ beef ရှိရ ingredient အနေနဲ့မှာတော့အဓိက main ဖြစ်တာတော့ကျွန်တော်ရဲ့ sauce ပေါ့ကျွန်တော် sauce ကတော့ဘယ်ဆိုင်ထဲမှာလည်းမတူဘူးကျွန်တော်ဆိုင်မှာပဲရ sauce တိုင်းအားလုံးကကျွန်တော်ကကိုယ်တိုင် homemade sauce တွေလည်းသုံးထားအဲ့တော့လည်းကျွန်တော်ကနည်းနည်း unique ဖြစ်နေတယ်လို့တော့ထင်ပါတယ် crunchy wrap တို့ဘာလို့မှဆိုရင်တော့အသီးနှံနေနဲ့တော့ဒီပြောင်းမှုတို့ငရုတ်ပွားတို့နည်းနည်းပို့ပြီးပါလာတယ်ပို့ပြီးတော့ flavor ပို့ဆုံးတယ်ပေါ့ဆက်လိုက်တွေအနေနဲ့ကတော့ကျွန်တော်တို့ဒီ Mexican tree လိုမျိုးဆက်လိုက်တွေရှိမယ်ပြီးကျွန်တော် combo set တွေရှိတယ်ဗျအဲ့ကောင်တွေကတော့ဂါဂါရဲ့ကျွန်တော်တို့ဒီ Mexican snack ဖြစ်တဲ့ nachos ရဲ့အဖျော်ရည်တွဲတာမျိုးတွေပေါ့2018ကနေပြီးတော့ခုနှစ်တိုင်လောက်ထိအပေးခဲ့ကြတဲ့ customer တွေတော့ကျေးဇူးအတင်ဆုံးပါပဲဗျဒီ customer တွေအတွက်လည်းကျွန်တော်တို့ကဒီပိုကောင်းတဲ့ quality တွေဖြစ်အောင်လို့ပို့ပြီးတော့အမြဲတမ်းကြိုးစားနေပါတယ်